ဘောကမှာတယောက်တည်းရုန်းကန်နေရလို့စိတ်တမကြပါဘူးတယောက်တည်းဆိုလဲတယောက်တည်းဖြစ်အောင်လုပ်ပါအားမငယ်လူတိုင်းမှာပြီးပြည့်စုံတဲ့မွေးရပါပါရမီဆိုတယ်ဘယ်သူမှပါမလာကြဘူးဘောကဆိုတာလင်ငယ်တစ်စင်းနဲ့တူတယ်ကိုဥတီယာကိုရောက်ဖို့ကိုယ်တိုင်ပဲ့ကင်နေရမယ်ဘယ်သူမှအာမကိုပါနဲ့ငွေမရှိရင်လောကကြီးမှာနေရတာမျက်နှာနေအရှိဆိုတာလည်းငွေရှိမှအရှိရှိတယ်အမျိုးဆိုတာချွေရှိမှအမျိုးတို့ကြတယ်ဒါလောကလူတဘာဝနေရမှာကိုလျှောက်မဲ့လန်ကိုယ်တိုင်ဖောက်ပါလူတိုင်းဟာကိုယ်အစဉ်ပြေကြိုဆိုမဲ့သူတွေရှိတယ်ကိုယ်အစဉ်မပြေရင်ဘယ်သူမှအရင်မလုပ်ပါဘဝဆိုတာလက်တွေ့ခံစားဖို့မှာကိုယ်ချင်းစားတတ်တာလက်တွေ့မခံစားဘူးသူကကိုယ်ချင်းမစားတတ်ဘူးကိုယ်အတွက်ပဲကိုကြည့်ကြတယ်ကိုယ်လက်မီးလောက်မှပုံမှန်သိကြတယ်အပြောကောင်းတဲ့လူတွေကိုတတိထားတယ်အပြုံးချေချူတွေနဲ့လှုပ်ရှားသူတွေကိုတတိထားကိုဘဝမြင်အောင်ဘယ်ဖန်ဆင်းရှင်မှလုံးမပေးနိုင်ပါဘူးကိုသာလျင်ကိုယ့်ရဲ့ဖန်ဆင်းခြင်းအစစ်ဖြစ်ပါတယ်ဘဝဆိုတာနှိမ့်လိုက်မြင့်လိုက်ပါပဲအမြဲတမ်းနှိမ့်ချမနေပါဘူးအပြောင်းလဲဆိုတာအမြဲရှိတယ်သင်ခန်းစာတွေယူထားရင်